ကဲတရားမောင်းကြီးဦးသိခေါ်လိုက်တဲ့ကျေကျေလေးသူတဲ့ပရိသတ်ကြီးများမေးရတဲ့ကြည်ခေါ်ရတဲ့ဒီလိုကျေကျေလေးသူအစမ်းတော့ကြည်တော့ဝစီကံကုသိုလ်ရတယ်အားဆိုင်ပြီးတော့ကြည်တော့ကာယကံစဉ်းစားပြီးတော့ကြည်တော့မနောကံကံသုံးပါးလုံးကုသိုလ်ရတယ်ပြောကျေကျေမရဘူးလားမရပါဘူးကြည်ပြန်ပြီးလည်းဒီခါကြီးရဲ့တနေ့အသိရှိတယ်ရည်ရတော့လို့မရပဲနဲ့ခက်တိနေအောင်လာရင်စီးချုပ်လေးချုပ်ဘိုက်ပူတတ်တယ်ရည်တယ်ဆိုတာစိတ်နဲ့ချမ်းသာတယ်ကြမ်းမာရည်လည်းကောင်းတယ်တွေးသားတယ်လန်းဆန်းတယ်ဟောဒီလိုအသားလည်းဖြူတယ်မှတ်တာပြောကြည့်ရဲ့အန္တရာယ်အပြည့်မကင်းရင်ဘူးလားသိပါရဲ့ဗျာဒီကြဲကြဲလိုက်ဆိုတရားရဲ့ဂုဏ်တရားရဲ့ဂုဏ်သံဃာရဲ့ဂုဏ်ကိုယ်လုံးလုံးလုံးစုံပြရန်ကွာဒီပါရဲ့ကောင်းဆရာသမားရဲ့ကောင်းကိုယ်လုံးလုံးလုံးစုံပြရန်ကွာနဲ့တော့နဲ့တော့မောပါရဲ့ဘုရားယေရှုကြောင့်လည်းပဲဘိယံအရိယကိရပါစေလေးရသို့ဘုရားများစွာပြည့်မြတ်တာကာယုပါဣဗျာတရားများစွာအာဟာများစွာမိဘနဲ့ပြဆရာသမားများစွာသူတော်ကောင်းများစွာပြည့်မြတ်တာကာယုပါဣဗျာအလုံးစုံမင်းတို့ရဲ့ပရိသတ်များဤတကွာဥဒိမပါဝင်တရားပွဲကြီးရဲ့ဗနာမပွဲမှာတန်တော်တန်တာမဝါရဲ့ဂုံကိုအာယုပြုတော်မှခြင်းနဲ့တူအနန္တတန်တာမဝါရဲ့မေတ္တာအေးညာကိုခံယူသူတော်ကောင်းကြီးများရဲ့မေတ္တာအေးညာကိုခံယူပူဇော်ကြည်ညိုပြီးတဲ့နောက်ယနေ့နေ့လက်ပြီးမှတရားပွဲမှာဟောကြားပေးမယ်တရားတော်ကအပေပိညာနိဗ္ဗာန်ကွာတရားတော်ဘာတရားပါလဲပြန်ပြောမယ်ကောင်းစီလေးမှန်ပြီးအောင်အပေပိညာအပေပိညာဒီနေ့လည်းတော့ပြီးမှဒုတိယဘက်မှာတူတူကြကြအပေပိအောင်လည်းဟောပေးကြမယ်နိဗ္ဗာန်ရောက်အောင်လည်းနိဗ္ဗာန်သွားဖို့ဟောပေးကြမယ်တရားမဲ့တဲ့ဘောမလဲသုံးဘောမယ်ဘာတော့မှဥဒ္ဓပြီးမှအကြောင်းလည်းမပြောအောင်မယ်ကဲလို့ရှိလိကြချမ်းသာတဲ့နေရာပေါ့တရားနာလည်းဒီဥဒေတို့ခန္ဓာကြရောက်နေတဲ့ရှင်များမှာမိသားစုများဒီချိန်ပြည့်ဒုက္ခရင်ဆိုတာဘာမှလူမျိုးဆိုတာအပျော်ပါကြိုက်တယ်လေပြောကြဲအပျော်ပါမကြိုက်ဘူးလားကြိုက်ပါဝိကွာနေတဲ့ရှင်မျိုးတွေကိုလည်းအနေနဲ့တွားကြစားကြတောင်းကြပျော်ပြပါကြကိုမိဘနဲ့ဝိကွာပြီးတော့ဒီနိုင်ငံမှာလာနေတော့ဒီလိုစိတ်ပူလောင်နေပါပါဘဘမြတ်တဲ့ကြောင့်ခဏလေးပြီးကျဲအောင်ဒီနေ့တဲ့တရားလေးကိုဟောတာကြည့်လို့ပူဇော်ကြမယ်လေပြောတယ်မကောင်းဘူးလားဒီမိုင်လေးရောက်တော့နိုင်ငံ10ဘွဲလောက်တောင်းတာဘုရားမပေးနိုင်ဘူးမလေးရတဲ့ဘွဲဒီနေ့တပွဲနှစ်ပွဲတဲ့ဟောပြီးတော့ဒီညာရောက်နေတယ်မနေ့ကရန်ကုန်တော့ဘုံမှာတရားပွဲတပည့်ကပြောင်းဖို့ကျောင်းဘဝိသာစီပြီးတော့မကွေတိုင်းမင်းဘူးပြီးဖအဲဒီရမဲတဲ့မိုက်ကြီးလာပြီးတော့ဝိသုံးရတညောင်းမလည်းမနာနေလိုသားသမီးချင်းကိုကျင်းစားလေဒီကြရစာမီဒီရေဘုံကြီးအားစီလိုက်ကြိတ်တဲ့အချိန်ကြီးဒီကိုလေးနဲ့နေပြီးတော့ရေသွားယူကြောင်းတာဒီကိုလေးနဲ့နေတိုင်းလေးနဲ့ကြောကပ်ပြီးရလိုက်ပြီးရတယ်ခိုင်းမှလုံးလာကြောခိုင်းမှလုံးလာပါလေ